မိမတွေကမကောင်းကွာတော်တော်လေးကိုမကောင်းတာတရားနဲ့တရားတို့မျက်နှာပဲကြည့်နေရဟဲ့မင်းတို့ဘာပြောနေကြရောပါကွာဒီလိုပါပဲဟာငါကုန်ကြရင်တော့ရောက်မင်းတို့ဘာလဲဟိုမိမကြောက်တယ်ဆိုလားဘာလဲကွာမပြောပါဘူးကွာဒီဘက်လေးကျန်ပိုတင်းလိန်နေရကြီးကြားပါတယ်ဆိုတော့တိုက်ထားလိုက်ဆမ်းပါကွာဒါနဲ့မင်းရောမိမမြူသေးဘူးလားမယူမင်းတို့ကြည့်ရတဲ့ဒီငါတော်တော်စိတ်ပြက်လို့ပါကွာငါတို့ကဘာဖြစ်နေလို့တော်တော်ရအောင်အကြောင်းမသိခတ်မယ်နော်မင်းကအမှစမှားနေမှားလည်းမယူမှန်လည်းမယူကွာနောက်ကအဲ့မိမယူမသေးတာငါ့ကိုခေါ်လို့ကြည့်အမလာအောင်တော့အခုလည်းပြန်တော့ဩဒါနဲ့မင်းတို့ဘာလို့မိမကြောက်နေရသေးလဲဒီမင်းတို့စကြိုက်တဲ့အသေးအတန်ဖြစ်နေလို့မင်းတို့စကြိုက်တဲ့ကကိုရိုးကိုမြင်ထားမယ်ဆိုရင်ဘောပေါက်လားမိကိုလေးကြအဲ့လိုမျိုးရှိမှာမဟုတ်နော်ပေါက်လားပေါက်တော့မယ်နော်ဒီကောင်စောက်ပြီးစောက်ကျဲနေမိမဆိုတော့စကြိုက်တဲ့နိုင်နေတဲ့အောင်ယူပြီးကြောက်ရတာပဲညောင်တိုင်းမကြုံဘူးတော့မသိသေးဘူးအေးဒီကောင်ပညာတော့ပြမှရမယ်ဘယ်လိုပြမှာအကိုဘာလဲဟိုလေညီမဟိုကလေဘာဟိုဟာလေးလဲရှုပ်ချင်တယ်အောင်လာမလို့မတိမရှိဘူးအကိုကလည်းညီမကိုလည်းနည်းနည်းပြောခွင့်ပေးပြောခွင့်မပေးနိုင်ဘူးဒီလိုမိန်းမတွေကဇလက်အောင်အဲ့ရစားတာပဲအောင်မလို့လည်းမတိဘူးတို့ဟာစိတ်ကြီးပဲဟိုဒေါသဖြစ်တာလေးရလဲချစ်စရာလေးနော်ဟဲ့ရမင်းလေးတယောက်အဲ့လိုတော့ပြောနေပြီကွာပြောရပါဖြစ်လေကွာမင်းအဲ့လိုပြောအနာစရာကြီးကွာမင်းတို့ခေါင်းနေမင်းတို့အဲ့လိုမိန်းမမြင်တာနဲ့လေအဲ့လိုစိတ်တွေရှိနေလို့မင်းတို့မိန်းမကြောက်နေရဟာမပြောတော့ဘူးကွာတော်ရောင်ပြောမြင်ထားလိုက်ပြောနေမပြောလိငါကြိုက်လိပဲအခုတောင်းတော့မှမင်းတို့လိုက်မှာလားဟဲ့ရအခုချိန်တပည့်တောင်းမယ်ချိန်ပဲလိုက်မှာပေါ့ကွာမင်းရတယ်တိုက်အောင်ငါမင်းမဟောဝစ်ဆောင်ပေးလိုက်မင်းရလဲကွာပြောမနေနဲ့မင်းတယောက်တည်းမဟုတ်ဒီကောင်လည်းပါမှာမဟုတ်ဘူးအဲ့ရအဲ့လိုတော့မပြောပါနဲ့ပါလို့လားမင်းကမပါဘူးစုပ်ကြီးစုပ်ကျင်တယ်ကွာငါတိုက်နေကြပါငါပဲတိုက်ပါမယ်တော့မလားဟယ်လိုဘာလုပ်လဲဟယ်လိုပါလဲဘာလုပ်လဲအော်ညီမပါဘယ်ကညီမလဲမမညီမလည်းမရှိဘူးမလည်းမရှိဘူးဟာအကိုကလည်းစိတ်ကြီးပဲဟိုတနေ့ကတော့အကိုနဲ့လမ်းမတွေ့လို့အော်ခံလိုက်ရသေးရဲ့လေဩနေဟိုဘာလဲအော်ဒါနဲ့နေဒီငါဖုန်းတော့ဘယ်ရရလဲအော်ဒါကတော့စုံစမ်းတာပေါ့အဲ့ဒါအေးမကြည့်ပါဘူးဒါနဲ့အခုမှရီးဆက်ရှိလားမရှိဘူးဟာဟုတ်ပဲရီးဆက်ရှိရမရှိရနေငါဘာလို့ပြောပြနေရအော်မပြောလဲသိနေပြီပဲဟိုဒါနဲ့ညီမကအကိုကိုစိတ်ဝင်စားနေရသိလားဘာနင်းငါ့ကိုစိတ်ဝင်စားရလားအေးနင်းစိတ်ဝင်စားလဲငါစိတ်ဝင်စားဘူးနင်တို့မိန်းမတွေကလေယူပြလို့ရှိရင်အယောင်ပြောင်းလဲမြန်တဲ့မိန်းမမျိုးတွေနောက်ဆိုငါစီဖုန်းမဆက်နဲ့ဟာဒါပဲခဏအကိုညီမကလေအကိုတွေ့နေကြမြင်နေကြမိန်းကလေးလိုမျိုးမဟုတ်ပါဘူးအကိုကိုယူပြီးရင်ညီမဖြာလို့လိတ်ထိပ်ပေါ်တင်ထားအောင်မှာဒါပဲဟေ့အောင်အဲ့လိုမိမမျိုးရှားတယ်နော်ဟုတ်တယ်ဟဲ့အောင်အဲ့ဒါငါသိရင်အခုငါဘာလုပ်ကြမလဲမသိတာဟာရမင်းတို့ကျင်တဲ့ပုံစံမျိုးရနေပြီမင်းကဘာလုပ်အောင်မအေးလေဘာလုပ်ကြမှာလဲမင်းလည်းပြောရတော့ကွာဟေ့အောင်ငါပြောပြမယ်သူချစ်ကိုရှာဆိုတာမကြားဘူးလေမလားကြားဘူးလေငါတို့နှကောင်ပဲဘောကိုပဲကြည့်ကိုချစ်ကိုရှာခဲ့ပြီလို့အခုလိုဖြစ်နေတယ်မင်းလို့သူချစ်ကိုသာရခဲ့မယ်ဆိုရင်ကွာဟဲ့စိုင်းလို့လားဆိုင်ရဘောကွာမင်းရတယ်မင်းယူရမှာပုံစံတွေပါပြောင်းသွားဘယ်လိုလုပ်အခုတည်းကဖြာလို့လိတ်ထိပ်ပေါ်တင်ထားပါမယ်ဆိုရင်မိမမျိုးမင်းမလို့ကွာဟေ့အောင်ရွေးချက်လိုက်စမ်းပါကွာတွေ့မှလည်းနင်ငါ့ကိုချစ်လားရှင်နင်ငါ့ကိုချစ်လားလို့မင်းနေလေချစ်တာပေါ့ဟဲ့ချစ်တယ်တဲ့ငါပါဆက်ပြောရမှာမင်းကလည်းချစ်ငါ့ကိုယူမလားလို့မေးလိုက်ဟာရချက်ချင်းကြီးကောင်းပါမလားမင်းကကောင်းတော့သူကမင်းကိုကြိုက်တော့အဲ့အောင်စဉ်းစားမနေနဲ့အကိုနင်ငါ့ကိုယူမလားရှင်ဘာမဟုတ်တော့ကွာမဟုတ်တာလေအကိုသာလက်ခံလို့ရှင်ချက်ချင်းကိုယူပြအောင်ပါနင်ငါ့ကိုအပြောတော့မကြံပါဘူးနော်ဟာဒီလောက်ချစ်တာကိုအပြောမကြံပါဘူးစိတ်ချအတီကိုယူပြအောင်ပါဒါပဲကွာမင်းတော်လေးရောတကယ်လာပါမလားဒါမှသိကြတယ်ရအောင်သူကလင်းလိုချင်နေတာသူ့လိုပစည်းစားများတဲ့လူယူမဲ့လူမရှိရရအောင်မင်းတော်လင်းလိုချင်တာကတော့ဟုတ်တယ်ဟိုကောင်အဆင်ပြေပါမလားဒီကောင်ကတွေ့ကြုံရှိတဲ့ကောင်မဟုတ်ဘူးအတင်းထိုးလိုက်တဲ့ခေါင်းကြီးပဲကောင်မျိုးရဟာပိုင်ချက်ပဲကွာအေးလို့
ဟာစောက်လိုက်ရဒေါ်လေးရ နင်ပြောတဲ့ကောင်လေးကဘယ်မှာလဲဒီကောင်က ဟာမဟုတ်ပါဘူး ဒီကောင်ဆိုလည်းငါမလို့ချင်ဘူးနော် အဲ့ဖုန်းထုတ်ပြီးတော့ပြလိုက်တတ်ဖို့ ဒီမှာအန်ဒီ ဘာဝမ်းနေလဲဒီကောင်နဲ့ငါနဲ့တောင်တစ်နှစ်ပဲกว่าလားမာကြီးဆိုတော့ပေါ့ ဟောဟုတ်ပါရဲ့ ဟင်းကြိုက်တယ် ဒါနဲ့အရေးကြီးတာဒေါ်လေးအစာပိုင်းမှာလုံးဝချစ်ပြနေမှာဒေါ်လေးနေရမှာနော် ဟောအဲ့အတွက်တော့စိတ်မပူပါနဲ့စိတ်သားချ ဒေါ်လေးဟာဟဲ့မင်းတို့ကွာငါမိမရသွားပြီလေပျောက်သွားလိုက်တာအခုမှပြန်ပေါ်လာတော့တယ်ဒါနဲ့ဒီကောင်ဟုတ်လားဒေါ်လေးလို့ခေါ်လိုက်ဘယ်လိုကွာ ဟာမင်းကလေမင်းမဒီကောင်တော်လေ ဘာ မပါနဲ့ဟုတ်မင်းသိလားဒီကောင်တော်ကဘယ်သူမှယူမဲ့လူမရှိလို့မင်းကိုအကွက်ရွှေပြီးဒီကောင်ထိုးကြွေပလိုက်တာတခါ အာမင်းကွာငါအခုဘယ်ဘွားရောက်နေလဲမင်းသိလားသိသိတာပေါ့ငါတို့မိမရတော့ကြတော့ဟမ်ကြီးကြီးကျယ်ကျယ်ရှောက်ပြောထားရကောင်မင်းအခုသိအောင်ပညာပြလိုက်တာကွာမင်းကွာ ဟဲ့ခိုးရှိရကောင်နောက်နိုင်ခွက်နေလို့မှစမ်းတိုက်တာနဲ့အဝတ်လျှော်တာမပြီးရင်ထမင်းလဲလာမစားနဲ့ညလည်းအပြင်မှာအိပ်ဖို့စဉ်းစားထား ဒါင်းတော့ပြန်တော့လို့ဒါတော့ဟာအမိမရလာကြည့်လိုက်ဆိုတော့ ဟုတ်လား ပြောကြည့်ရကောင် စိတ်မကောင်းတိုင်း